အားလုံးမင်္ဂလာပါကျွန်တော်တို့မတွေ့ရလည်းကြာပြီเนาะကျွန်တော်လည်းဒီကြားထဲမှာ shooting လေးတွေရှိတာနဲ့ဗီဒီယိုအသစ်တင်ပေးဖို့နည်းနည်းကြာသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မျှဝေပေးမယ့်အကြောင်းအလေးကိုကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်ရဲ့ဒီ Lunch Age page မှာပေါ့နော်ကျွန်တော် YouTube ရောကျွန်တော်ဒီ TikTok ရောပေါ့နော်အမေးများတာကဘာတွေမေးများလဲဆိုတော့ဒီ color နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ color grading အကြောင်းဒီ color ဘယ်လိုချိန်ရမလဲပြီးတော့နောက်တစ်ခုကကျွန်တော်ဒီ Photoshop မှာဒီဓာတ်ပုံတစ်ပုံကိုဘယ်လိုချိန်ရမလဲပေါ့နော်တော်တော်များများကတော့ဒီ color နဲ့ပတ်သက်ပြီးတော့လူတိုင်းကတော့သိကြတာပေါ့နော်အဲ့တော့ကျွန်တော်ဒီအကြောင်းအရာလေးကိုမပြောခင်ပေါ့နော်နည်းနည်းလေးဒီ intro လေးကျွန်တော်နည်းနည်းလေးပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဓာတ်ပုံစီကတော်တော်များများကဒီပုံတစ်ပုံဗျာကျွန်တော်တို့ရိုက်တယ်ပြီးလို့ရှိရင်ပြင်တယ်ပေါ့နော်အဲ့တော့တော်တော်များများကတော့ဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့ဒီ treatment တစ်ခုဖြစ်အောင်ကျွန်တော်တို့လုပ်ကြတာပေါ့နော်ဥပမာဒီဓာတ်ပုံတစ်ပုံမြင်တာနဲ့ဒါဘယ်လိုရိုက်ထားတာအဲ့တော့အဲ့လိုအရာတွေကိုကျွန်တော်တို့ကမြင်ကြတာပေါ့အဲ့တော့အဲ့လိုမြင်တဲ့ခါကျရင် lighting ကြောင့်ကျွန်တော်တို့ကမြင်ရတာလားဒါမှမဟုတ်သူ့ရဲ့ဒီ composition ရိုက်ချက်ကောင်းလို့လားဒါမှမဟုတ်ကျွန်တော်တို့သူပြင်ထားတဲ့ဒီ color ကကောင်းလို့လားပေါ့နော်အဲ့ဒီအချက်တွေနဲ့ကျွန်တော်တို့ကဒီ photographer တွေရဲ့ပုံတွေကိုကျွန်တော်တို့ကကြည့်ကြတာပေါ့နော်အဲ့တော့တော်တော်များများပေါ့နော်ကျွန်တော်ကြည့်ရသလောက်ဆိုလို့ရှိရင်တော့ဒီရိုက်ထားတဲ့ဒီ color grading လုပ်ထားတဲ့ဒီပုံကြောက်ပဲဒီပုံမြင်တာနဲ့ဒီဓာတ်ပုံဆရာရိုက်ထားတာပြင်ထားတာစသဖြင့်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကသိကြတာပေါ့အဲ့တော့color နဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးလေးတွေကျွန်တော်တို့ကရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ color ကတော့လူတိုင်းသိပြီးသားပဲကျွန်တော်တို့အခြေခံရောင်းတော့3ရောင်ပဲရှိတယ်နော် RGB ဒါကတော့လူတိုင်းသိတယ်နော် red green blue okay ဒါကကျွန်တော်တို့ဒီ Photoshop မှာကျွန်တော်သုံးတယ်ပေါ့ကျွန်တော်ဒီ printing ဘိုင်းဆိုလို့ရှိရင်တော့ကျွန်တော် CMYK ဆိုပြီးတော့သုံးတယ်ပေါ့နော်ဒါကတော့တက်စီပေါ့အဲ့တော့ကျွန်တော်ဒီဓာတ်ပုံဆရာတွေအနေနဲ့သိရမှာတော့ဒီ RGB ကိုသိရင်ကျွန်တော်တို့အတွက်အဆင်ပြေတယ် okay အဲ့တော့ကျွန်တော်ကဒီ RGB အကြောင်းလေးကိုကျွန်တော်နည်းနည်းပြောမှာပေါ့နော်အဲ့တော့ဒီကောင်ကအရောင်းတော့3ရောင်ပဲရှိရဆိုပေမဲ့ကျွန်တော်ဒီတကယ်ပေါ့နော်ဓာတ်ပုံပြင်တဲ့ခါကြလို့ရှိရင်တခြားဒီ secondary color တွေတခြားဒီရောနှောရတဲ့ color တွေလည်းအများကြီးပါလာပါနော်ဆိုတော့အဲ့ဒီ RGB 3အောင်နဲ့ကျွန်တော်ကသွားလို့မရတော့အဲ့မှာဘာပြဿနာကျွန်တော်တွေ့ရလဲဆိုတော့တော်တော်များများကထားပါတော့ကျွန်တော်တို့ YouTube မှာပဲဖြစ်ဖြစ်တခြားဒီ platform တွေရပဲဖြစ်ဖြစ်ဒီ color grading နဲ့ပတ်သက်ပြီးတော့အများကြီးကျွန်တော်တင်ထားတာရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းသွားကြည့်တယ်လေ့လာတယ်โอเคတချို့ဟာတွေနားလေတယ်တချို့ဟာတွေကျွန်တော်နားမလဲဆိုတော့အဲ့တော့ဒီကောင်တွေကိုကျွန်တော်တို့ကတိထားတယ်ဗျာဒါပေမဲ့အဲ့မှာဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီတိထားတဲ့ဒီ color ပဲအခြေခံရော3ရောင်ရှိတယ် secondary color 3ခုရှိတယ်အဲ့တော့ဒီ6ရောင်ကိုကျွန်တော်ပေါင်းကြတာပေါ့ဗျာပေါင်းပြီးတော့ထွက်လာတယ် okay color ပေါ့နော် RGB ရှိမယ်နော် red green blue ပြီးတော့ magenta cyan ရောပြီးတော့ရှိမလဲ okay နောက်ထပ်တစ်ရောင်ပေါ့ဗျာနော် yellow ရှိမှာပေါ့နော်ဆိုတော့အဲ့ဒီ color တွေကိုကျွန်တော်တို့ဒီ Photoshop မှာကိုယ့်ရဲ့ဒီဓာတ်ပုံတွေကိုဘယ်လိုမျိုးပေါင်းထည့်ပြီးတော့ကျွန်တော်ပြင်ရမလဲဆိုတာကိုမသိကြတာအဓိကပြဿနာအဲ့တော့ကျွန်တော်ကဒီနေ့အဲ့ဒီအပိုင်းလေးကိုလည်းကျွန်တော်သိသလောက်ပေါ့နော်အကုန်လုံးကျွန်တော်မချွင်းမချင်အကုန်လုံးကျွန်တော်ပြောပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ပြောပြတဲ့အပိုင်းတွေကကျွန်တော်လည်းတေချာလေးကိုမှအထူးပြုပြီးတော့အဓိကတော့မိတ်ဆွေတို့ကိုကျွန်တော်အမားတွေပြောပြမိမှာစိုးလို့ကျွန်တော်လည်းတေချာလေးလာပြီးတော့မှဒီဗီဒီယိုလေးကိုကျွန်တော်တင်ရခြင်းဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ဗီဒီယိုမှာကျွန်တော်လိုအပ်တာလေးတွေရှိရင်လည်းဝိုင်းပြောပေးပေါ့နော်ကျွန်တော်လည်းအရင်ကြီးတော့တီးနေတက်နေတဲ့လူတယောက်တော့မဟုတ်ဘူးเนาะကျွန်တော်ဒီလောကထဲမှာကျွန်တော်လည်းဒီဓာတ်ပုံဆရာတယောက်အနေနဲ့ကျွန်တော်လည်းရက်တည်နေတာပါเนาะအဲ့တော့ဘာဖြစ်ကိုယ်သိလောက်လေးတွေတခြား beginner လေးတွေကိုစသဖြင့်ပေါ့เนาะ beginner လေးတွေဆို sorry အဲ့လိုမျိုးစကားတော့ကျွန်တော်သုံးတာမဟုတ်ဘူးအခုမှစပြီးတော့ဓာတ်ပုံစာရိုက်မဲ့သူတွေအခုမှဒီလောကတွေကိုစပြီးတော့ဝင်မဲ့သူတွေအတွက်အထောက်အကူရစေလိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ကဒီဗီဒီယိုလေးကိုကျွန်တော်လုပ်ပေးတာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ဒီအယောင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်သွားကြည့်မယ်ပေါ့နော်ဒါကတော့ခုနကကျွန်တော်ကတော့ဒီနည်းနည်း intro လေးကျွန်တော်ပြောတာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ကအခုလောလောဆယ်ကျွန်တော် Photoshop တွေကိုတစ်ချက်ကြည့်မယ်ပေါ့နော်အခြေခံအယောင်အနေနဲ့ပေါ့နော်ကျွန်တော်တို့ကအယောင်3ရောင်ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါကဘာလဲဆိုတော့မိတ်ဆွေတို့ခုနကျွန်တော်ပြောသလိုပဲ RGB red green blue အဲ့တော့ဟုတ်ပြီဒီ3ရောင်ကိုကျွန်တော်တို့ကသိရမှာပေါ့နော်ဟုတ်ပြီအဲ့ဒါကတော့မိတ်ဆွေတို့သိပြီးသားဖြစ်မယ်အဲ့တော့ဟုတ်ပြီနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဆက်ကြည့်အောင်အဲ့တော့ဟုတ်ပြီပထမကျွန်တော်ဒီဘက်မှာ red ရှိတယ်ဒီမှာ green ရှိတယ် blue ရှိတယ်
ဟုတ်ပြီအဲ့တော့ဒီ3ရောင်ကိုကျွန်တော်တို့သိပြီးပြီဆိုလို့ရှိရင်အဲ့3ရောင်ကနေဖြစ်ပေါ်လာတဲ့နောက်ထပ် secondary color လို့ခေါ်တယ်ဒုတိယဖြစ်ပေါ်လာတဲ့အုပ်စုပေါ့နော် color အုပ်စု3ခုရှိသေးတယ်ပေါ့နော်အဲ့ဒါဘာဖြစ်မလဲဆိုတော့ဒီ red ရဲ့ဒီမျက်နှာချင်းဆိုင်မှာဒီ cyan ဆိုပြီးတော့ဖြစ်ပေါ်လာတယ်ပြီးတော့ကျွန်တော်ဒီ blue ရဲ့မျက်နှာချင်းဆိုင်မှာ yellow ဆိုပြီးတော့ဖြစ်ပေါ်လာတယ်ပြီးတော့ဒီ green ရဲ့မျက်နှာချင်းဆိုင်မှာ magenta ဆိုပြီးဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့မှတ်ထားမှာဒီ red နဲ့ blue ကြားမှာ magenta ရှိတယ်အဲ့တော့ဒီ red နဲ့ green ကြားမှာ yellow ရှိတယ်ပြီးတော့ green နဲ့blue ကြားမှာ cyan ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအလယ်မှာပေါင်းနေတဲ့အရာလေးကတော့ဒါ white ပေါ့နော်အဖြူပေါ့နော်ဘာလို့လဲဒီ3ရောင်ပေါင်းလို့ရှိရင်ကျွန်တော်အဖြူဖြစ်တယ်လေနော်ဆိုတော့ဟုတ်ပြီအဲ့တော့ကျွန်တော်ပြောချင်တာကအခုလောလောဆယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာကတော့အယောင်ပထမကာလာတော့3ရောင်ရှိတယ် RGB နော်ဒုတိယကာလာကတော့3ရောင်ရှိတယ်နော်ဘာရှိမလဲ yellow cyan magenta ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီ red နဲ့ blue နဲ့ပေါင်းရင် magenta ဖြစ်တယ်ဟုတ်လား red နဲ့ green နဲ့ပေါင်းလို့ရှိရင် yellow ထွက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့က green နဲ့ blue နဲ့ပေါင်းလို့ရှိရင် cyan ထွက်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့မိတ်ဆွေတို့ကဒီအရာကိုဖြစ်နိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ကဓာတ်ပုံဆရာအနေနဲ့ရက်တည်မယ်ပြီးတော့ဒီလောကထဲမှာလည်းကျွန်တော်တို့ကတောက်လျှောက်ဒီအလုံးနဲ့ပဲအသက်မွေးမယ်လို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြတဲ့ဒီအခြေခံအရောင်3ရောင်နဲ့ဒီ secondary color 3ခုကိုမိတ်ဆွေတို့စိတ်ထဲမှာဆွဲမြဲမြဲနဲ့မှတ်မိနေအောင်လုပ်ထားရမယ်အဲ့တော့ကျွန်တော်ကတခြားဒီ color green နဲ့ပတ်သက်တဲ့ဒီ theory တွေကိုကျွန်တော်မပြောဘူးဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒါတွေပြောလို့ရှိရင်မိတ်ဆွေတို့အရန်ကိုမှခေါင်းရှုပ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်ကဒီအယောင်ကိုပဲဒီအခုလက်ရှိပေါ့နော်ဒီ red green blue ရဲ့သူတို့3ခုကနေဖြစ်ပေါ်လာတဲ့နောက်ထပ်ပြီးတော့ဖြစ်ပေါ်လာတဲ့အယောင်3ရောင်ကိုပဲကျွန်တော်ကမှတ်စေခြင်းတယ်အဲ့တော့ဒီအခုလက်ရှိပေါ့နော်ကျွန်တော်ပြလာတဲ့ဒီပုံအရာကိုပဲမိတ်ဆွေတို့အနေနဲ့ဘယ်အချိန်ပဲမေးလိုက်ဘယ်အချိန်တွေပဲကျွန်တော်သုံးပေါ့နော်ဒီဟာတွေအကုန်လုံးကိုကျွန်တော်တက်ခနဲ့ကိုသိနေရမယ်အဲ့လိုသိမှသာလေမိတ်ဆွေတို့အတွက်ဒီ Photoshop မှာပြန်ပြီးတော့ပေါင်းဆက်တဲ့အခါကျမှပဲလွယ်ကူမှာပေါ့နော်ဥပမာထားပါတော့ကျွန်တော်တို့ Photoshop မှာဆိုလို့ရှိရင် color grading လုပ်ဖို့အတွက်ဒီအောက် layer ဘာနာကကျွန်တော်တို့ adjustment layer ဆိုတာရှိတယ် okay အဲ့တော့အဲ့ adjustment layer မှာကျွန်တော် selected color တို့ color balance တို့เนาะ color local စသဖြင့်ပေါ့နော်အဲ့လိုမျိုး tools တွေကိုသုံးတဲ့ခါကျရင်အခုကျွန်တော်ပြထားတဲ့ဒီ color 6ရောင်ပေါင်းစပ်မှုကိုမိတ်ဆွေတို့ကမသိဘူးဆိုလို့ရှိရင်ကိုစန်တဝါနဲ့လုံးနေရတယ်လူတယောက်လို့ဖြစ်မှာဗျာသိလားအဲ့လိုပုံစံမျိုးဖြစ်မှာသိကြအဲ့တော့ကျွန်တော်က color grading နဲ့ပတ်သက်ပြီးတော့လိုမျိုးအများကြီးကျွန်တော်ပြောမှာမဟုတ်ဘူးကျွန်တော်သိစေချင်တာကဒီ6ရောင်ကိုမိတ်ဆွေတို့မှတ်ထားရမယ်ဘယ်ချိန်ပဲဖြစ်သိရမယ်ဟိုထားပါတော့ red နဲ့ blue နဲ့ပေါင်းရင်ဘာရမလဲ magenta ရမယ် okay ဒါကိုကောင်းကောင်းသိရမယ်အဲ့တော့ကျွန်တော် red နဲ့ green နဲ့ပေါင်းရင်ဘာရမလဲ yellow ရပြီးတော့ကျွန်တော်တို့က green နဲ့ blue နဲ့ပေါင်းလို့ရှိရင် cyan ရမယ်ပြီးလို့ရှိရင် red ရဲ့မျက်နှာချင်းဆိုင်မှာ cyan ရှိတယ် green ရဲ့မျက်နှာချင်းဆိုင်မှာ magenta ရှိတယ်ပြီးတော့ blue ရဲ့မျက်နှာချင်းဆိုင်မှာ yellow ရှိတယ် okay အဲ့လိုမျိုးဗျာကျွန်တော်အယောင်နေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့မှတ်ထားရမယ်ပေါ့နော်ဘယ်လိုပဲဖြစ်ကိုတရေးနိုးလဲဒီဇာတ်ဒီအခုလက်ရှိဖြစ်ပေါ်တဲ့ဒီဇာတ်ကွက်ကိုမိတ်ဆွေတို့အလွတ်ရအောင်ရနေရမယ်အဲ့တော့ဒီဟာဟိုတာဒီအချက်ကိုတာအရင်ဆုံးကျွမ်းကျင်အောင်သိထားမယ်ဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဆက်သွားမယ်ဒီ Photoshop မှာသုံးမဲ့ tools တွေကိုသုံးတဲ့ခါကျရင်မိတ်ဆွေတို့အရန်ကိုမှလွယ်ကူသွားမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီပထမဆုံးဗီဒီယိုမှာဒီအခြေခံအယောင်3ရောင်ကိုကျွန်တော်ကသိစေချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအခုလက်ရှိပေါ့မိတ်ဆွေတို့သိစေချင်တဲ့ကြောင့်ဒီဟာလေးတွေကိုအခုလက်ရှိကျွန်တော်ဒီမှာလက်ရှိပြလာတဲ့အရာလေးတွေကိုကျွန်တော်Google ကနေ download ဆွဲတာ okay နောက်တစ်ခုဒါလေးထပ်ကြည့်လိုက်အောင် okay ဒီမှာဆိုရင်ကျွန်တော်ခုနပြောသလိုပဲ primary color ပေါ့နော် okay primary color မှာဒီမှာနော် red green blue okay 3ရောင်ရှိမယ်ဒါကတော့အင်္ဂလိပ်လိုရေးတာဗျာကျွန်တော်အင်္ဂလိပ်လိုဒီမှာဖတ်ပြတော့ဘူးပေါ့နော်ပြီးတော့ဒီမှာ yellow cyan magenta အဲ့တော့ဒီ red green blue ကပထမဆုံးဖြစ်ပေါ်လာတဲ့အယောင်အဲ့3ခုကနေမှတဆင့်ပေါင်းဆက်ပြီးတော့မှဒီအယောင်3ရောင်ဖြစ်လာโอเคအဲ့တော့ဒီအယောင်6ရောင်ကမိတ်ဆွေတို့သူတို့ရဲ့ပေါင်းဆက်မှုကိုသိထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြောမယ်အပိုင်းတွေမှာကောင်းကောင်းလေးသဘောပေါက်သွားလိမ့်မယ်โอเคအဲ့တော့ကျွန်တော်ဒီဘိုင်းမှာကတော့ဒီ color နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလောက်ပဲကျွန်တော်ပြောပါမယ်နောက်ထပ်တစ်ပိုင်းကိုကျွန်တော် Photoshop မှာဒီ color တွေကိုဘယ်လိုပေါင်းဆက်ပြီးတော့သုံးမလဲဆိုတာကိုနောက်ထပ်တစ်ပိုင်းမှာကျွန်တော်ဆက်ကြည့်ကြမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဒီကျွန်တော်ပြောပြတဲ့အရာလေးကိုနားလည်ပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးဘိုင်